เคညီကိုတွေအားလုံးပဲမင်္ဂလာချမ်းချမ်းလေးဖြစ်ကြပါစေဗျကျွန်တော်မနေ့ကရွေးချယ်ပေးရတဲ့ပွဲလေးရတော့ကျွန်တော်တို့plat 65ပြားဒီဝင်ခဲ့တယ်ပေါ့ဗျာဆိုတော့မနေ့ကလည်းကျွန်တော် TikTok မှာတင်ပေးခဲ့တယ်ဗျဒါပေမဲ့လည်း TikTok ရဲ့ policy အရညှိပြီးတော့ကျွန်တော်ဗီဒီယိုလေးဖြတ်ချသွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဘယ်လိုမှထပ်ပြီးတော့တင်ပေးလို့မရဘူးဟို TikTok account လည်း190ထိသွားတယ်ဆိုတော့ဗျာဆိုတော့ထားပါတော့ဒီနေ့အတွက်ကတော့ကျွန်တော် Bonnet League ပွဲစဉ်တွေရပြီကျွန်တော်ညီကိုတို့အတွက်လုံးဝ safe ဖြစ်မဲ့ထုတ်ကောင်းလေးကျွန်တော်ရွေးချယ်တာရှိတယ်ဗျဒီပွဲစဉ်လေးဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ Hope နဲ့ Saint Pauli တို့ရဲ့ထိပ်တိုက်ပြည့်စုံမှုပွဲစဉ်လေးပဲဖြစ်တယ်ဗျဒီပွဲစဉ်ကိုကြည့်ရမယ်ဆိုလို့ရှိရင်Ancient Hope အနေနဲ့ကပြီးတော့ body ဈေးကိုတစ်လုံးဟိုပြား80သားလောက်ထိပေးလာပြီးတော့ဘိုးပေါင်းဈေးကတော့နှလုံးကို65ပြားနင်းနာမှုလောက်ထိဖွင့်လှစ်ထားအောင်တွေ့ရတယ်ဗျ Okay ကျွန်တော်တို့ပထမဆုံးအနေနဲ့ကျွန်တော်တို့ Hope ကိုကြည့်မယ်ဆိုလို့ရှိရင် Hope ကနောက်ဆုံး3ပွဲဆက်ရလက်မှာကလုံးဝအနိုင်ရလက်ထွက်ပေါ်ထားခြင်းမရှိဘူးဟိုနောက်တစ်ချက်ကပို့ဆိုးတာပါလဲဆိုလို့ရှိရင်ဘိုင်ယန်ကိုဝေးကွင်းမှာဗျာ81ဆိုတဲ့ရလက်နဲ့ရှုံးလင်းခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဟို Open အနေနဲ့ဒီညအိမ်ကွင်းမှာလုံးဝပောက်ကွဲနိုင်ရည်ရှိတယ်ဗျာဘက်ကစိန့်ပေါ်လီကိုကြည့်မယ်ဆိုလို့ရှိရင်လည်းစိန့်ပေါ်လီကလောလောဆယ်လက်ရှိမှာတော့အခုဒီထားမှာအဆင့်7ဒီရောက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့စိန့်ပေါ်လီမှာတန်းစင်းဆုံးရုံရမယ့် pressure ရှိနေတယ်ဗျာဆိုတော့စိန့်ပေါ်လီရဲ့နောက်ဆုံး2ပွဲရလက်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဇီးဆိုတဲ့အနေထားဖြစ်ခဲ့တဲ့ draw ရလက်ဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့စိန့်ပေါ်လီအနေနဲ့ဒီညတေးတမက်ရအောင်ယူဖို့အတွက်ကတော့ကြိုးစားလာမှာတော့သိကြတယ်ဗျဆိုတော့ဟိုဘက်ကလည်းဟိုဘိုင်ယန်ကို81ဆိုတဲ့ရလက်နဲ့အချက်တကွဲရှုံးနေခဲ့တာဖြစ်တယ်ဗျာဆိုတော့ဒီညဥပတ်အနေနဲ့အနိုင်ကန်ကိုကန်အမဲ့ပုံစံဖြစ်နေတယ်ပြီးတော့တစ်ဖက်ကစိန့်ပေါ်လီကလည်းတန်းစင်းဆုံးရုံရမယ့်အနေထားမှာဖွင့်လှစ်လာတဲ့ကိုပေါင်းစီကနှလုံးကို65ပြားနင်းနာမှုပဲဖွင့်လှစ်ထားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့စိန့်ပေါ်လီကရှီကတွင်းကိုတကူကိုမျောလင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုဒီညကျွန်တော်တို့စိန့်ပေါ်လီကိုပေါ်လီတွေကိုဒါရွေးချယ်ပေးကြပါရဗျညီကိုတွေအားလုံးလည်းအတွေးလာလို့စကေးပြနိုင်ကြပါစေအားလုံးကိုလည်းကျေးဇူးတင်ရှိပါတယ်ဗျ